ရခိုင်ပြည်နယ်မြို့အားလုံးပြပေးဖို့စစ်ကော်မရှင်တောင်းဆိုမှုကိုအေးစစ်ဦးစီးချုပ်ပယ်ချတဲ့သတင်းနဲ့စလိုက်ကြပါတယ်။ရခိုင်ပြည်နယ်မြို့အားလုံးပြပေးဖို့စစ်ကော်မရှင်တောင်းဆိုမှုကိုအေးစစ်ဦးစီးချုပ်ပယ်ချလိုက်ပါတယ်။စစ်ကော်မရှင်ဘက်ကရခိုင်ပြည်ရဲ့အခြေအနေကို2023ခုနှစ်မတိုင်ခင်ကအတိုင်းပြန်ဖြစ်ချင်တယ်လို့တောင်းဆိုလာတာကိုအာရခတပ်တော်အေးရဲ့စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြင့်နိုင်ကလုံးဝလက်မခံပဲပယ်ချလိုက်ပါတယ်။ဒီအကြောင်းကိုမေလ4ရက်နေ့ကထွက်လာတဲ့ The Diplomat သတင်းဌာနနဲ့အင်တာဗျူးမှာသူကပွင့်ပွင့်လင်းလင်းပြောဆိုသွားခဲ့တာပါစစ်ကော်မရှင်က2023ခုနှစ်မတိုင်ခင်အခြေအနေကိုပြန်သွားခြင်းနဲ့ဆိုတာကအေးသိမ့်ပိုက်ထားတဲ့မြို့တွေကိုပြန်ပေးဖို့တွယ်ဝိုက်ပြီးပြောတာမျိုးပါအဲ့ဒီတုန်းကအေးကမြို့တွေကိုမသိမ့်ပိုက်ရသေးပေမဲ့အခုချိန်မှာတော့ပလက်ဝအပါဝင်မြို့ပေါင်း15မြို့ကိုစိုးမိုးအုပ်ချုပ်ထားနိုင်ပြီဖြစ်ပါတယ်ဒီတောင်းဆိုချက်ပေါ်ဗိုလ်ချုပ်ထွန်းမြင့်နိုင်ကခက်ချစ်ချေပဲတုံ့ပြန်လိုက်ပါတယ်စစ်ကော်မရှင်က2023ကိုပြန်သွားခြင်းနဲ့ဆိုရင်အေးအနေနဲ့လည်းရခိုင်ပြည်ရဲ့အကျုပ်ချာအာဏာရပ်တန့်သွားခဲ့တဲ့1984ခုနှစ်ကိုပဲပြန်သွားခြင်းနဲ့လို့သူကဆိုပါတယ်1984ခုနှစ်ကိုပြန်သွားမယ်ဆိုတဲ့အဓိပ္ပာယ်ကရခိုင်ပြည်ဟာလွတ်လပ်တဲ့နိုင်ငံအဖြစ်ရှိနေတဲ့အချိန်ကိုပြောတာပါအဲ့ဒီလိုသာပြန်သွားမယ်ဆိုရင်စစ်ကော်မရှင်ဟာရခိုင်ကမြို့တွေအုပ်ချုပ်ရေးရန်နေရာနဲ့တယံဇတအလုံးကိုအေးလက်ထဲအပ်ပြီးမြန်မာစစ်တပ်ကရခိုင်ပြည်ထဲကနေထွက်သွားပေးရမှာဖြစ်ပါတယ်